大家好，အားလုံးပဲမင်္ဂလာပါ။老师ရဲ့ဗီဒီယိုသင်ခန်းစာကနေပြန်လည်ကြိုဆိုပါရစေ။ဒီ拼音လေးကိုဘယ်လိုဖတ်မလဲ။ဟုတ်ပါတယ်။横折和横横二声横直折二声折横折横折对横折ဆိုတာ横老师တို့အရင်ဒီတင်ခဲ့ပြီးသား横လေးကို折ဆိုတာ老师တို့မောင်းပြီးလို့ခေါ်တဲ့စုတ်တံဝဲဖြစ်ဖြစ်ဘောပင်ဝဲဖြစ်ဖြစ်横ရေးပြီးတဲ့အခါမှာဘောပင်ကိုမကြွလိုက်သေးပဲနဲ့အောက်ကိုချိုးချတာကိုပြောတာပါဒီမှာဆိုလို့ရှိရင်ဒီစလုံးလေးကိုကြည့်ရအောင်横折横折ချိုးချလိုက်တာကိုပြောတာပါဒါဆိုရင်ဒါနဲ့ပတ်သက်ပြီးတော့ဘာစလုံးလေးရှိလဲတစ်ချက်ကြည့်ရအောင်ဒီစလုံးလေးကိုရေးပြပါမယ်横竖横折横ဒါဆိုရင် stroke ဘယ်နှခုရှိလဲဟုတ်ပါတယ် stroke ၄ခုနဲ့ဖွဲ့စည်းထားတာပါဟန်ရေးထားတဲ့ရှုပါမယ်ပြီးရင်အခုပြောပြတဲ့ဟန်ဂျာထည့်မယ်ပြီးပြီဆိုမှဟန်လေးပိတ်ပါမယ်ဒါကိုတော့ဝူလို့ခေါ်ပါတယ်ဝူကိုတိလားဝူကိုမှတ်မိလားဝူကတော့နံပါတ်5ဖြစ်ပါတယ်好ဒါဆိုရင်ဒီစလုံးလေးကိုကြည့်ရအောင်ရှုဟန်ဂျာဟန်လေးတောင်အတုံးလေးပါဒီဟာလေးကတော့ခိုးဆိုတာအပေါက်ဒီပါဇက်ဒီကိုပြောတာပါနောက်ထပ်တစ်ခုကတော့ဒီလိုမျိုးရေးထားတဲ့စလုံးလေးကိုမှအလေကောင်ထဲမှာဟန်ထည့်ထားတာပါဒါပေမဲ့ရင်းကြီးကတော့ဟန်ရှုဟန်ဂျာပြီးပြီဆိုအလေကလေးကအလေကောင်လေးကဟန်ကိုရင်ထည့်ပါမယ်ပြီးပြီဆိုမှဟန်ပိတ်မယ်အဲ့ဒါကတော့ရဆိုတာနေကိုပြောတာပါနောက်ထပ်တစ်လုံးကတော့ရှုဟန်ဂျာဟန်ဒါလေးကိုတော့木mu စစ်ရှမ်းမှာ木ဆိုတာကတော့မျက်လုံးနဲ့ဆိုင်တဲ့မျက်လုံးလို့ပြောခြင်းဖြစ်ပါတယ်ဒီစလုံးလေးကတော့ရှုဟန်ဂျာဟန်ပြီးရှုဟန်撇那ဒါလေးကတော့ကျူဆိုတာခြေထောက်ကိုပြောတာပါနောက်တစ်ခုကတော့ရှု横折横竖中ဆိုတာအလယ်ကိုပြောတာပါတရုတ်နိုင်ငံကိုလည်း中လို့ခေါ်ပါတယ်တရုတ်နိုင်ငံကို中国ဆိုတာကတော့နိုင်ငံကိုပြောတာပါ中国ဆိုတာတရုတ်နိုင်ငံကိုပြောတာပါနောက်ထပ်တစ်ခုကတော့ဒီလိုခုံလေးပါပဲဒီခုံလေးကိုရှုဟန်ဂျာအလေကောင်လေးကဟန်ထည့်မယ်ပြီးရင်ရှုထည့်မယ်ပြီးမှဟန်ပြန်ပိတ်ပါမယ်田ဆိုတာကျတော့လေကွန်းကိုပြောတာပါနောက်ထပ်တစ်ခုကတော့ရှုဟန်ဂျာဟန်ရှုဟန်ဂျာဟန်撇那点哭ဆိုတာကတော့ငိုတီးလို့ပြောတာပါ好ဒါဆိုရင်တော့ stroke လေးတွေကိုရေးတတ်မယ်ထင်ပါတယ်နောက်ထပ်တစ်ခုဆက်သွားကြည့်ရအောင်ဒီ拼音လေးကိုဘယ်လိုဖတ်မလဲ竖折ဆိုတာကတော့ဒီအရှိကစလုံးလေးပါရှုဆိုတဲ့မြင်းချောင်းလေးဆွဲတဲ့အချိန်မှာ老师တို့ကဘောပင်ကိုမကြွလိုက်သေးပဲနဲ့ချိုးချတာကိုပြောတာပါ折ဆိုပြီးတော့တောင်းချိုးလေးချိုးချလိုက်တာပါရှု折好ရှု折နဲ့ပတ်သက်ပြီးတော့ဘယ်လိုရေးမလဲကြည့်ရအောင်ဒီစလုံးလေးကိုရေးပြပါမယ်ရှု折ရှုနောက်ထပ်ရှုအတူလေးဆွဲတာပါရှမ်းဆိုတာကတော့တောင်ကိုပြောတာပါဒီမှာတောင်ကလေးကတော့ဒီလိုမျိုးလေးပေါ့နော်ဒီလိုပုံစံလေးပါဒီနောက်ထပ်တစ်ခုကတော့竖折ဒါလေးကိုတော့ချူဆိုတာထွက်တီးပါနောက်တစ်ခုက横竖横折横竖横竖折竖
အဲ့တော့ဒါလေးကတော့ဟွဆိုတာပကြီးဆွဲသည်ပကြီးကိုပြောတာပါနောက်ထပ်တစ်ခုဟန်撇捺竖着区ဆိုတာကတော့အရက်ဒီတာကိုပြောတာပါနောက်ထပ်တစ်ခုကတော့点数还有点横竖着忙ဆိုတာကျတော့အလုပ်များတော့ဖြစ်ပါတယ်နောက်တစ်ခုကတော့တနဲ့တူပါတယ်ဟန်ဖြေန点ဒီမှာလာထိမှာပါထိုက်ဆိုတာကတော့အရန်အလွန်လို့ပြောတာဖြစ်ပါတယ်好ဒါဆိုရမယ်လို့ထင်ပါတယ်ဒါဆိုရင်老师ဆက်သွားရအောင်နောက်တစ်ခုကဖြေကြဆိုတာလေးကတော့ဒီစလုံးလေးဖြစ်ပါတယ်ဖြေအဆောင်လေးရေးမယ်ပြီးရင်ကြချိုးချလိုက်ပါမယ်好ဒါဆိုရင်ဖြေကြကိုလာရှုရေးကြည့်ရအောင်ဒီစလုံးလေးကိုရေးပါမယ်ဟန်ဖြေကြ点运ဆိုတာတိမ်ကိုပြောတာပါ百运是什么百运ဆိုတာဘာပြောတာလဲ百ဆိုတာအဖြူရောင်运ဆိုတာတိမ်အဖြူရောင်တိမ်ကိုပြောတာပါနောက်ထပ်တစ်ခုကတော့横竖横撇着点ဒါလေးကတော့treeဆိုတာသွားသည်လို့ပြောတာပါနောက်ထပ်တစ်ခုကတော့撇着提横竖横红和偶红二声猴ဆိုတာအနီကိုပြောတာပါဒါဆိုရင်အနီရောင်ဆိုရင်ဘယ်လိုပြောကြမလဲ红色ဆိုတာအနီရောင်ကိုပြောတာပါ好ဒါဆိုရင်ရမယ်ထင်ပါတယ်ဒါဆိုရင်老师နောက်ထပ် stroke လေးတစ်ခုကိုသွားကြည့်ရအောင်နောက်ထပ်တစ်ခုကတော့横沟ကတော့ဒါလေးဖြစ်ပါတယ်横沟ကိုမှစိတ်ကောက်ကလေးလို့ဆွဲထားတာပါ横沟ဒါဆိုရင်横沟နဲ့ပတ်သက်ပြီးတော့စာလုံးလေးတွေအတူတူရေးကြည့်ရအောင်အောက်မှာရေးထားတဲ့ဒီစလုံးလေးကတော့横沟လေးကိုရေးမယ်ပြီးရင်点还有头ဆိုတဲ့老师ရေးခဲ့တဲ့撇捺ဒါလေးကိုရေးပါမယ်မိုင်ဆိုတာဝယ်သည်လို့ပြောတာပါအဲ့ဘောကနေပြီးတော့横竖ဆိုတဲ့စလုံးလေးတင်ပါမယ်横竖横沟点横撇捺မိုင်ဆိုတာကတော့ရောင်းသည်လို့ပြောတာပါဒါဆိုရင်老师တို့拼音မှာသင်ခဲ့တဲ့မိုင်ဆိုတာကရောဘာလေးကိုပြောတာပါလဲဟုတ်ပါတယ်အယောင်းအဝယ်ကိုပြောတာပါနောက်ထပ်တစ်ခုရေးကြည့်ရအောင်撇横沟竖横折横竖横ဒါကတော့鱼ဆိုတာငါးကိုပြောတာပါရေလေးကငါးကိုပြောတာပါနောက်တစ်ခုရေးရအောင်点撇横沟横竖横点宝ဆိုတာကတော့ကလေးကိုပြောတာပါ宝ဆိုရင်လည်းကလေးကိုပြောတာပါပဲ好ဒါဆိုရင်ဒီ stroke လေးကိုရမယ်လို့ထင်ပါတယ်山岛出ထွက်သည်画ပကြီးဆွဲသည်ချွီအရက်ဒေတာမန်အလုံများသောထိုင်အလွန်ယွန်းတိမ်ချွီသွားသည်ဟိုအနီမိုင်ဝယ်သည်မိုင်ရောင်းသည်မိုင်အယောင်အဝယ်ယူငါပေါ
ကလေးဟောဒါဆိုရမယ်ထင်ပါတယ်နောက်ထပ်တစ်ခုကတော့ဟအန်ဟန်အဆန်ဟန်ဇအဇအဆန်ဇကအိုကိုယင်းဆန်ကိုဟန်ဇကိုပထမတစ်လုံးလေးကိုဒါဆိုရေးကြည့်အောင်ဟန်ဇကိုဖြေဒါလေးကိုတော့လိလို့ခေါ်ပါတယ်လိဆိုတာခွန်အားကိုပြောတာပါနောက်ထပ်တစ်ခုကအပေါ်ကနေပြီးတော့မထွက်တော့ဘဲနဲ့ဟန်ဂျကုန်းကနေပဲဖြေကိုစဆွဲမှာဖြစ်ပါတယ်ဟန်ဂျကုန်းဖြေဒါလေးကတော့的凹刀医生刀ဆိုတာကတော့ဓာတ်ကိုပြောတာပါနောက်ထပ်တစ်ခုက老师တို့ဖြေ点ဒီစလုံးလေးက点လေးဖြစ်ပါတယ်ရေးတဲ့ခါကျရင်ရေးတဲ့အနေထားအဆင်ပြေအောင်လို့နည်းနည်းလေးရှည်ထားပါတယ်ပြီးပြီဆိုရင်ဖြေလေးဆက်ဆွဲမယ်ဟန်လေးပိတ်မယ်ပြီးရင်ဟန်ဂျကုန်းလေးကိုနည်းနည်းလေးစောင်းပြီးတော့ဆွဲပါမယ်ဟန်ဂျကုန်း树汪沟အဲ့တော့ဒါလေးကိုထားလို့ခေါ်ပါတယ်ထားဆိုတာကတော့အရင်ဖြင်းရင်းမှာတင်ခဲ့တဲ့သူမတရိษံနှံစားတွေကအမျိုးသမီးထားသူမကိုပြောတာပါနောက်ထပ်တစ်ခုကတော့ဖြေ树横着沟树汪沟ဒါလေးကလည်းထားဖြစ်ပါတယ်ဒါကတော့ယောက်ျားလေးထားကိုပြောတာပါဒီနေရာမှာ老师ဒီဆွဲထားတဲ့ stroke လေးကို老师က树汪沟လို့ခေါ်လိုက်ပါတယ်ဘာလို့လဲဆိုတော့树ဆွဲမယ်ဝမ်းဆိုတဲ့ကွေးလေးဆွဲလိုက်မယ်ကြေးကောက်လေးထည့်မယ်ဒါကြောင့်မလို့ဒါလေးကို树汪沟လို့ခေါ်တာပါ好ဒါဆိုရမယ်ထင်ပါတယ်ဒါဆိုရင်老师တို့ဇယားခွက်ကိုတစ်ချက်ပြန်ကြည့်အောင်ကျန်နေတဲ့笔画လေးတွေကတော့ပေါင်းဆက်ပြီးတော့ရေးရတာဖြစ်ပါတယ်ဒါလေးက点横竖撇捺树汪汪ဆိုတာကွေးလိုက်တာကိုပြောတာပါ树汪ဒါလေးကတော့စောက老师ရေးလိုက်တဲ့树汪沟အဲ့ဒီ笔画လေးကိုရေးပြပါမယ်树汪沟好ဒီစလုံးလေးကတော့树汪ဒါလေးကတော့横着ဒီစလုံးလေးက横着老师တို့ရေးပြီးသားကိုမှနည်းနည်းလေးကွေးလိုက်မယ်ကြေးကောက်လေးထည့်လိုက်မယ်ဒါဆိုရင်横着汪沟横着汪沟好နောက်ထပ်တစ်ခုကတော့树ရေးပြီးသားကို老师တို့ကြေးကောက်လေးဆွဲတာပါ树工ဒီ笔画လေးပါနောက်တစ်ခုကတော့အခုပြောခဲ့တဲ့ဟန်ဂျကုန်းဖြစ်ပါတယ်ဒါလေးကတော့老师တို့ရှုရေးမယ်ဂျချိုးချမယ်ဒါကိုပဲထပ်ပြီးတော့ဂျထပ်ချိုးချမယ်ပြီးရင်ကြေးကောက်လေးထည့်ပါမယ်ရှုဂျကုန်းဒါလေးကဒီ笔画လေးဖြစ်ပါတယ်နောက်တစ်ခုကတော့ရှုဂျနောက်တစ်ခုက提还有下一个撇点撇点ဆိုတာစောကထားသူမရဲ့စာလုံးမှာရေးထားတဲ့ဒါလေးပါ撇点树ရေးမယ်老师提ဆိုတဲ့ဟာလေးနဲ့ဆက်လိုက်မယ်树提ဒါဆိုရင်စောက老师ရေးခဲ့တဲ့树沟နဲ့တတိထားရမှာဖြစ်ပါတယ်提ဆိုတာကတော့ဒီဘက်ကိုလဲတာပါ树提好နောက်တစ်ခုဒီစလုံးလေးကတော့ဟန်ရေးမယ်ဂျချိုးချလိုက်မယ်ပြီးရင်提ဆိုတဲ့မတာလေးထည့်လိုက်မယ်横着提好နောက်ထပ်တစ်ခုကတော့ကွေးတယ်ဆိုတဲ့ဝမ်းကလေးနဲ့ကုန်းဆိုတဲ့ကြေးကောက်လေးနဲ့ထည့်ပါမယ်ဝမ်းကုန်းသူနဲ့ဆန့်ကျင်ဘက်ကတော့斜弓ဒါလေးကို斜弓လို့ခေါ်ပါတယ်
နောက်ထပ်တစ်ခုကတော့ဝေါ်ကုန်းဒီစာလေးတွေကိုမိသွားရင်老师က拼音ကိုအရင်သင်ထားပြီးသားဖြစ်တဲ့အတွက်同学တို့ကဒီအပေါ်က拼音လေးတွေကိုကြည့်ပြီးဖတ်လို့ရမှာနော်အဲ့တော့ဝေါ်ကုန်းဆိုတာကတော့ဒီလဲလျက်အနေထားလောက်ရှိမယ်ပေါ့နော်ဝေါ်ပြီးရင်ချိန်ကောက်လေးဆက်မယ်ဝေါ်ကုန်းဒါလေးကတော့ဟန်ကုန်းဒီတစ်ခုကတော့ဟန်ရေးမယ်ဖြေဆောင်းချိုးချလိုက်မယ်ဝမ်းကွေးလိုက်မယ်ပြီးရင်ကုန်းချိန်ကောက်လေးထည့်လိုက်ပါမယ်ဟန်ဖြေဝမ်းကုန်း横撇弯钩好နောက်ထပ်တစ်ခုကတော့ဟန်ရေးမယ်ကျချိုးလိုက်မယ်နောက်ထပ်ကျထပ်ချိုးမယ်နောက်ထပ်ကျချိုးမယ်ပြီးရင်ကုန်းချိန်ကောက်လေးထည့်မယ်ပေါ့နော်ဒါကိုဟန်လေးထည့်ထားတာပါဒါဆိုရင်老师တို့ဟန်ကနေစရေးမယ်ဟန်ကျကုန်းဟန်ကျကုန်းဟန်ကျကုန်းကတော့ဒီလိုလေးရေးပါမယ်နောက်ထပ်တစ်ခုကတော့ဟန်ကျဝမ်း好ဒါလေးကတော့撇着ဒါကတော့ဟန်撇ဟန်နဲ့ဖြေနဲ့ပေါင်းထားတာပါဟန်ကျဖြေဟန်ကျဖြေနောက်ဆုံးလေးတစ်ခုကတော့ရှုကျဖြေ好ဒါဆိုရင်တော့老师တို့ပြီးခွာတွေကိုလေ့လာခဲ့ပြီးသားဖြစ်ပါတယ်好ဒါဆိုရင်တော့老师တို့拼音တွေလည်းပြီးသွားပြီပြီးခွာဆိုရဲ stroke လေးတွေကိုလည်းလေ့လာခဲ့ပြီးသွားပြီဆိုတော့ဒါလေးကတော့ full 练习လုပ်ဖို့ပါလေ့ကျင့်ဖို့အတွက်绕口令ဆိုတာတော့ tongue twister ကိုပြောတာပါဒီမှာဆိုရင်4နံပါတ်4ဖြစ်ပါတယ်အဲ့တော့4လေးကိုဘယ်လိုရေးလဲဆိုရင်ဘာလို့ရှုရေးတယ်ပြီးရင်ဟန်ကျပြီးရင်ဖြေရှုဝမ်းပြီးရင်ဟန်လေးပိတ်ထားတယ်ဆိုတာတော့နံပါတ်4ဖြစ်ပါတယ်နောက်တစ်ခုရှဆိုတာကဟုတ်သည်ဆိုရဲရှနောက်တစ်ခုက10好နောက်တစ်ခုကတော့ဟန်ဖြေရှု点ဆိုရဲပူအငင်းကိုပြောတာပါဒီမှာတော့ဒီစလုံးလေး၄လုံးပါပါတယ်ဒါလေးတွေကိုရှာလေးတွက်အောင်ဖတ်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့老师တစ်ခေါက်ဖတ်ပြပါမယ်4是4 10是10 4不是10 10不是4 14不是40 40不是14 14是14 40是40好အဲ့တော့ကိုအားတဲ့ချိန်မှာပြန်ပြီးတော့တရားလေးကိုမြင်မြန်ဆိုတောင်းလေ့ကျင့်ကြည့်လို့ရပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်ထပ်သင်ခန်းစာမှာပြန်တွေ့ပါမယ်再见